ဟုတ်ဒီလမ်းဘေးမှာပေါက်နေကြတဲ့ဖြစ်တဲ့ဒီစိတ်နှုတ်ပင်ကိုလူတို့တော်များများကနော်လူအတွက်ဘလောက်အထိပေါ့နော်ကိုယ့်အတွက်ကိုဘလောက်အထိအကျိုးပြုတာလဲဆိုရင်လူတို့တော်များများကမသိကြအောင်ပေါ့နော်ဒီစိတ်နှုတ်ပင်ကဒီတဘာဝပေါက်လေးရှိတယ်အလေးစားပေါက်လေးရှိတယ်ပေါ့နော်ဒီဆေးဖက်ဝင်အပင်တစ်မျိုးပေါ့နော်သူ့ရဲ့ဒီကိုကဒီသူ့ရဲ့အရွက်လေးကိုကချိုးကြည့်လိုက်တဲ့အခါမှာဆိုရင်သူ့ရဲ့ဒီနို့နှစ်ရောင်လေးထွက်လာတာပေါ့နော်အစီးလေးထွက်လာပါတယ်ဒီနို့နှစ်ရောင်ကဘာအတွက်ဒီအသုံးပြုပေးလို့ရတာလဲဆိုရင်ကိုကဒီပွေးဝဲတွေဖြစ်နေတဲ့အခါမှာဆိုရင်သူ့ရဲ့ဒီထွက်လာတဲ့အစီးလေးကိုကတုပ်လိမ့်ပေးမယ်ဆိုရင်ပေါ့နော်ကိုရဲ့ပွေးဝဲလေးကိုလည်းပျောက်ကင်းစေပါတယ်ပြီးရင်သူ့ရဲ့ဒီအစီးကိုကဒီကျွတ်နိုးဖြစ်နေတဲ့နေရာတွေအတပူဖြစ်နေတဲ့နေရာတွေကိုလည်းကိုကတုပ်လိမ့်ပေးမယ်ဆိုရင်လည်းပျောက်ကင်းစေတဲ့စိတ်နှုတ်ပြင်ပေါ့နော်တနေရာနဲ့တနေရာကအခေါ်ဝေါ်ရှင်းမတူဘူးပေါ့နော်ဒီစိတ်နှုတ်ပြင်တွေကိုပေါ့နော်ရှင်သိပေါ့နော်နှုတ်ရည်ပင်လို့လည်းခေါ်တယ်လို့ပေါ့နော်တချို့နေရာကြတော့နားចောင်းသားပင်လို့လည်းခေါ်ကြတာပေါ့နော်တနေရာဒေသအရှင်တော့မတူကြဘူးတဲ့အတွက်ကြောင့်ပေါ့နော်ကိုကဒီသွေးအားနည်းဖြစ်တဲ့အခါမှာဆိုရင်ကိုကဒီပင်15ပါးကိုကယူပြီးဟောမှာပေါ့နော်တေချာလေးတေချာတန့်စင်စေးကြောပြီးတဲ့အခါမှာဆိုရင်ကိုကဒီချင်းရက်3လုံးနဲ့ကိုကကြိုတောက်မယ်ဆိုရင်ဒီသွေးအားနည်းယောဂါလေးကိုလည်းပျောက်ကင်းစေတဲ့စိတ်နှုတ်ပြင်ပေါ့နော်ပြီးရင်ကိုကဒီ1ကိုက်တာတော့1ချောတာတော့ပေါ့နော်1ချုပ်တဲ့အခါမှာဆိုလဲပေါ့နော်ကိုကဒီစိတ်နှောပင်လေးကိုတုတ်စားမယ်ကြော်စားမယ်ဆိုရင်လည်းပေါ့နော်ကိုကဒီ1ကိုက်တာတော့เนาะအစာအိမ်ဦးလန်းချောင်းပြဿနာတွေဆိုလဲပျောက်ကင်းစေတဲ့စိတ်နှောပင်ပေါ့နော်တခြားဆေးနည်းကိုသိရှင်နေဆိုရင် teacher ရဲ့ account ကို like and follow ထားလို့ရပါတယ် comment အောက်မှာလည်းကိုဖြစ်နေတဲ့ပြဿနာလေးတွေကိုလည်းမေးမြန်းနိုင်တယ်လို့ TTCP မှာလည်းတွားပြီးမေးမြန်းနိုင်ပါတယ် teacher ဆန္ဒပါရှင့်